တင်းရဲ့အစီအစဉ်တွေကိုလူတိုင်းကိုလိုက်မပြောပါနဲ့တော့လူတော်များများကတင်းအောင်မြင်တာကိုမြင်ကျင်ကြတာမဟုတ်ပဲတင်းကြရှုံးမှာကိုပဲစောင့်ကြည့်နေကြတာပါတင်းဘာလုပ်နေလဲဆိုတာကိုလောကကြီးကိုအော်ပြောမနေပါနဲ့တင်းရဲ့အောင်မြင်မှုကပဲသူတို့အတွက်အကျေလောင်ဆုံးအဖြစ်ဖြစ်ပါစေလူတွေကတင်းကိုအထင်သေးနေကြတာလားတင်းရဲ့အိမ်မက်တွေကိုရဲစရာလို့ထင်နေကြတာလားအဲ့ဒါကိုစိတ်မဆိုးပါနဲ့သူတို့ကိုစကားနဲ့တွားပြီးအနိုင်ယူဖို့လည်းမကြိုးစားပါနဲ့တင်းရဲ့အချိန်တွေကိုအဲ့ဒီလူတွေအတွက်ဖြုံးတိမဲ့အစားကိုတီးဆောက်ဖို့အတွက်ပဲသုံးလိုက်ပါတင်းတကယ်တိုးတက်လာတဲ့နေ့မှာအဲ့ဒီလူတွေအားလုံးဟာတင်းကိုစကားတခွန်းပြောနိုင်ဖို့တောင်တန်းစီနေရပါလိမ့်မယ်တကယ်အောင်မြင်မှုဆိုတာလူကြားထဲမှာကြွားပါတာမဟုတ်ပဲလူမမြင်တဲ့နေရာမှာတိတ်တဆိတ်ကျူးစားတာကိုခေါ်တာပါတင်းအထီးကျန်းနေတဲ့အချိန်တင်းပင်ပန်းနေတဲ့အချိန်တွေဟာတင်းရဲ့အနာဂတ်ကိုထွတ်စစ်နေတဲ့အချိန်တွေပါပဲစိတ်ရှည်ပါကိုယ့်အလုပ်ကိုအာရုံစိုက်ပါလောကကြီးကတင်းရဲ့စကားတွေကိုဂရုမစိုက်ပဲတင်းရဲ့ရလတ်ကိုပဲကြည်တာပါ